ဒီမျိုးသားဟာကုမ္ပဏီအကြီးကြီးတစ်ခုရဲ့ဥက္ကဋ္ဌတစ်ယောက်ဖြစ်ပါတယ်။သို့တော်လည်းသူဟာသူ့ရဲ့သမီးလေးအတွက်ကလေးထိန်တစ်ယောက်တောင်ရှာမရဖြစ်နေခဲ့ရပါတယ်။နေ့တိုင်းမှာသူဟာအသက်3လသားအရွယ်ပဲရှိသေးတဲ့သမီးလေးကိုရုံးခန်းထဲအထိခေါ်ဆောင်လာခဲ့ရတာပါ။ကလေးထိန်နဲ့အတွေ့အကြုံလုံးဝမရှိတဲ့အတွက်ကလေးလေးငိုကြွေးရဲ့အချိန်တိုင်းမှာသူဟာလုံးဝစိုးရိမ်တုန်လှုပ်သွားခဲ့ရပါတယ်။တကယ်တော့ဒီကလေးလေးဟာအရန်ကိုငိုလွယ်ပြီးကလေးလေးအမြဲတမ်းငိုကြွေးနေတာကိုမြင်တွေ့ရတဲ့အခါကလေးထိန်2ယောက်တင်မကပဲဒါဇင်နဲ့ချီတဲ့ကလေးထိန်တွေဟာအလုတ်ကနေထွက်ပြေးသွားခဲ့ကြပြီးသားဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပင်ပန်းနှွမ်းနေပြီးအားကိုးရမဲ့ဖြစ်နေတဲ့ဥက္ကဋ္ဌကြီးဟာသူ့ရဲ့လက်ထောက်ကိုကလေးရဲ့မိခင်ရင်းကိုလိုက်လံရှာဖွေဖို့အတွက်အမိန့်ပေးလိုက်ပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိမှာသူဟာကလေးကိုလုံးဝမထိန်နိုင်တော့လို့ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲဝန်ထမ်းမျိုးသမီးအစ်စ်လေးတစ်ယောက်ကသူ့ကိုကူညီဖို့အတွက်ရှေ့ကိုတိုးထွက်လာခဲ့ပါတယ်။ဥက္ကဋ္ဌကြီးဟာထိုမိန်းကလေးတစ်ကိုမြင်လိုက်ရတာနဲ့လွန်ခဲ့တဲ့တစ်နှစ်ကဝေဝါးနေတဲ့အတိတ်မှန်ညာချို့ဟာသူ့ရဲ့စိတ်ထဲမှာဖြစ်ပြေးသွားခဲ့ပြီးသူမကိုရခင်ကလေးကတီကျွမ်းခဲ့ဘူးသလိုမျိုးစတင်ခံစားလိုက်ရပါတယ်။ဒါကြောင့်မို့လို့သူဟာကလေးလေးကိုထိုမိန်းကလေးရဲ့လက်ထဲကိုလွှဲပြောင်းပေးအပ်လိုက်ပြီးအကယ်လေးမင်းသားငါသမီးလေးကိုပြုစုဆောင်ရှောက်ပေးနိုင်ရင်မင်းကိုလက်စာအများကြီးနဲ့ငါရဲ့အတွင်းရေးမှုဖြစ်ခန့်အပ်ပါမယ်လို့ကတိပေးလိုက်ပါတယ်။မိန်းကလေးကကလေးလေးကိုရင်ခွင်ထဲပွေ့ပိုက်လိုက်တဲ့အခါမှာတော့သူမရဲ့မျက်ဝန်းတွေဟာစိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်သွားခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဟာသူမကိုယ်တိုင်ရဲ့သမီးရင်းလေးမှန်းသိနေခဲ့လို့ပါပဲ။တကယ်တော့လွန်ခဲ့တဲ့တစ်နှစ်ကမထင်မှတ်ထားတဲ့ညတညမှာသူမဟာဥက္ကဋ္ဌကြီးနဲ့ဆုံတွေ့ခဲ့ဘူးတာဖြစ်ပါတယ်။အဲ့ဒီနောက်6လအကြာမှာတော့ဆေးရုံမှာကလေးလေးကိုမွေးဖွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကသူမမှာထောက်ပံ့ကူညီပေးမဲ့သူလုံးဝမရှိခဲ့ပါဘူး။ဒါကြောင့်မို့လို့သူမဟာအားကိုးရမဲ့စွာနဲ့မိခင်ဖြစ်သူထံဖုန်းခေါ်ဆိုခဲ့ပါတယ်။သို့တော်လည်းဒီသတင်းကိုကြားလိုက်ရတဲ့အခါမိခင်ဖြစ်သူဟာထိတ်လန့်တုန်လှုပ်သွားခဲ့ပြီးလမ်းခရီးမှာအချိန်ပြင်းစွာမောင်းနှင်လာတဲ့ကားတစ်စီးရဲ့တိုက်မိခြင်းကိုခံလိုက်ရပါတယ်။ဒါကြောင့်တေလူမျိုးပါဖြစ်နေတဲ့မိခင်ဖြစ်သူကိုပြုစုဆောင်ရှောက်ဖို့အတွက်မိန်းကလေးဟာအခြားရေးချယ်စရာမရှိဘဲကလေးလေးကိုဥက္ကဋ္ဌကြီးရဲ့အိမ်ရှိတကားဝမှာတိတ်တဆိတ်စွန့်ပစ်ထားခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့သူမဆေးရုံကိုပြန်ရောက်တဲ့အခါမှာတော့မိခင်ဖြစ်သူဟာနောက်ဆုံးထွက်သက်ကိုရှူရှိုက်နေရပြီဖြစ်ပါတယ်။မကွယ်လွန်ခင်မှာမိခင်ဖြစ်သူကသမီးဖြစ်သူကိုကြောက်စိမ့်ဆွဲသီးလေးတစ်ခုပေးအပ်ခဲ့ပြီးအခက်ခဲတွေကြုံလာရတဲ့အခါမင်းရဲ့အဖေကိုတွားရှာပါလို့မှာကြားရင်ကွယ်လွန်သွားခဲ့ပါတယ်။သို့တော်လည်းမိန်းကလေးမှာမိခင်ဖြစ်သူကိုစနစ်တကျတင်ကြဖို့အတွက်တောင်ပိုက်ဆံလုံလောက်စွာမရှိခဲ့ပါဘူး။သူမရဲ့ဖုန်းကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ပိုက်ဆံ8ရွမ်ပဲကြန့်ရှိတော့တာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကြောင့်သူမမှာအခြားနည်းလမ်းမရှိတော့ဘဲမိခင်ဖြစ်သူရဲ့အယိုးပြတွေကိုအိမ်ကိုပဲတည်ဆောင်လာခဲ့ရပါတယ်။မိခင်ဖြစ်သူအတွက်အုတ်ကူတစ်ခုပြုလုပ်ပေးနိုင်ဖို့ပိုက်ဆံရှာရန်ကုမ္ပဏီကြီးတစ်ခုမှာအလုပ်လျှောက်ထားခဲ့ပါတယ်။ဒါပေမဲ့ရေဆက်ဆောင်ခြင်းတော့အဲ့ဒီကုမ္ပဏီရဲ့ဥက္ကဋ္ဌဟာသူမနဲ့အတူကလေးရခဲ့ဘူးတဲ့ထိုမျိုးသားဖြစ်နေခဲ့တာပါပဲ။နောက်ပိုင်းမှာ DNA စစ်ဆေးချက်အစီရင်ခံစာအရအဲ့ဒီကလေးလေးဟာဥက္ကဋ္ဌကြီးရဲ့သမီးရင်းဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့တဲ့အခါဥက္ကဋ္ဌကြီးရဲ့အဖေကလည်းအဲ့ဒီကလေးကိုသူ့ရဲ့မြေဦးလေးဖြစ်လက်ခံခဲ့ပါတယ်။ဒါပေမဲ့ကလေးလေးဟာနေ့တိုင်းမှာအရန်ကိုငိုကြွေးလွန်းလာတဲ့အတွက်အကောင်းဆုံးဆိုတဲ့ကလေးထိန်တွေတောင်မထိန်နိုင်ဖြစ်ခဲ့ကြရပါတယ်။အဲ့ဒါကြောင့်ပဲဥက္ကဋ္ဌကြီးဟာကလေးလေးကိုရုံးခန်းထဲနေ့စဉ်ခေါ်လာခဲ့ရတာပါ။သို့တော်လည်းတရက်မှာတော့ဝန်ထမ်းအစ်စ်လေးကကလေးလေးကိုရင်ခွင်ထဲပွေ့ပိုက်လိုက်တဲ့အခါမှာတော့ကလေးကချက်ချင်းပဲငိုတန်တိတ်သွားခဲ့တာကြောင့်ဥက္ကဋ္ဌကြီးနဲ့အခြားလူတိုင်းလုံးဝအံ့ဩမင်သက်သွားခဲ့ကြရပါတယ်။အခုဆိုရင်နောက်ထပ်ဘာတွေဆက်ဖြစ်လာပါတော့မလဲ။